ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့မှာဇက်ရန်ဇက်ပို့တရုတ်ဆောင်တယောက်အဖြစ်ပရိသတ်တွေယင်းနှီးကျွမ်းဝင်ခဲ့တဲ့တရုတ်ဆောင်ကျော်စင်ထွေးရဲ့လက်ရှိအခြေအနေကတော့အားလုံးကိုစိတ်မကောင်းဖြစ်ရတယ်လို့တစ်ဖက်ကလည်းအင်မတန်လေးစားမိစေခဲ့ပါတယ်။လက်တလောမြမရုပ်ရှင်လောကအခြေအနေတွေနဲ့အမှုပညာအလုပ်တွေအဆင်မပြေဘဲကျေပါသွားခဲ့ရပြီးနောက်ပိုင်းဇာတ်ကားခေါ်ရိုက်မဲ့သူမရှိတော့တဲ့အတွက်သူဟာမိသားစုစာဝတ်နေရေးအတွက်လုံခြုံရေးဝန်ထမ်းဂိတ်ဆောင်အလုပ်ကိုပြောင်းလဲလုပ်ကင်နေရတာဖြစ်ပါတယ်။အမှုပညာရှင်တယောက်အနေနဲ့ကင်မရာရှေ့မှာမိမောင်းထိုးခံခဲ့ရတဲ့ဘဝကနေအခုလိုလုံခြုံရေးကိစ္စအလုပ်ကိုပြောင်းလဲလုပ်ကင်ဖို့ဆိုတာစိတ်ဓာတ်ပိုင်းဆိုင်ရာရရောပတ်ဝန်းကျင်ရဲ့အမြင်တွေအရပါလွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့တရုတ်ဆောင်ကျော်စင်ထွန်းကတော့ဘဝကိုမျက်ရည်မကျပဲလော့ကဒန်ကိုကြမ်းကြမ်းခံရင်မိသားစုအတွက်တိတ်ခါရှိရှိနဲ့ရိုးသားစွာချွေးနှဲစာရှာဖွေဖို့ဒီလန်းကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။အမှုပညာသမားတယောက်ဖြစ်ပေမဲ့အလို့အပေါ်ခွဲခြားမှုမရှိပဲမိသားစုရဲ့ဝမ်းရည်အတွက်မမာနတွေကိုခြံထားခဲ့ပြီးရိုးသားတဲ့လှုပ်အားနဲ့ရုန်းကန်လှုပ်ရှားနေတဲ့သူရဲ့ပေးဆက်မှုကတကယ်ကိုအတူယူစရာကောင်းလာပါတယ်။အလို့ဆိုတာခိုးဆိုးလို့နိုင်တာမျိုးမဟုတ်ပဲကိုယ်အင်အားနဲ့ကိုရှာဖွေစားတော့နေတဲ့၍ဂုံတိတ်ခါရှိတဲ့အလို့တစ်ခုပါပဲ။ဒီသတင်းကိုလူမှုကွန်ရက်ပေါ်မှာမြင်တွေ့ခဲ့ရတဲ့ပရိသတ်တွေနဲ့အမှုပညာမောင်နှမတွေကလည်းတရုတ်ဆောင်ကျော်စင်ထွေးရဲ့မိသားစုအပေါ်ထားရှိတဲ့မေတ္တာနဲ့တာဝန်တည်တတ်မှုကိုချီးကျူးနေကြသလိုတစ်ဖက်ကလည်းစာနာစိတ်နဲ့ထက်တူထက်မြအားပေးစကားတွေအပြန်လန်ဆိုနေကြပါတယ်။မိသားစုအတွက်တာဝန်ကျေပုံလုံးနဲ့တားကောင်းလင်ရောက်ရကောင်းတယောက်ဖြစ်တဲ့တရုတ်ဆောင်ကျော်စင်ထွေးတယောက်အခက်ခဲတွေကိုကြော်ဖြတ်နိုင်ပါစေကြောင်းနဲ့နောက်တစ်ချိန်မှာလည်းမိမိဝါဒနာပါတဲ့အမှုပညာအလုပ်တွေကိုစိတ်အေးချမ်းသာစွာနဲ့ပြန်လည်လုပ်ကင်ခွင့်ရပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။